တခါအညာတရပကြီးဆရာလူငယ်လေးတယောက်ဟာအင်ငယ်လေးတိမ်မှနေပြီးပုံတူပကြီးကားတွေကိုရေးဆွဲခြင်းဖြင့်အတံမိုးဝမ်းကြောင်းပြုခဲ့တယ်။တနေ့မှာတော့အထက်တန်းရွာတတိကတော်တယောက်ဟာအဲ့ဒီအိမ်ရှိကနေဖြတ်သွားရင်ပကြီးဆရာရဲ့တက်ရက်တဲ့ပကြီးကားတွေကိုတွေ့ပြီးသဘောကျသွားတာကြောင့်သူ့ရဲ့ပုံတူကိုရေးဆွဲဖို့ခိုင်းစေခဲ့တယ်။ပုံတူဆွဲကားကိုလည်း1000တီတီပေးမယ်လို့သဘောတူခဲ့တယ်။တပတ်ကြာပြီးတဲ့အခါမှာတော့တတိကတော်ဟာချင်းဆိုထားတဲ့အတိုင်းပကြီးကားကိုရွေးဖို့အတွက်ရောက်လာတယ်။ဒါပေမဲ့ပကြီးကားကိုမရွေးခင်တတိကတော်ရဲ့စိတ်ထဲမှာဒီလိုစဉ်းစားမိသွားတယ်။ပကြီးကားရဲ့လူဟာငါပဲတကယ်လို့ဒီပုံလူကိုငါမဝယ်ပဲနေလိုက်ရင်နောင်လဲဝယ်မဲ့သူရှိမှာမဟုတ်ဘူးဒီလိုစဉ်းစားမိလိုက်တဲ့ပြင်ပကြီးဆရာနာမည်ကျော်တဲ့ပကြီးဆရာတယောက်လည်းမဟုတ်အညာတရပကြီးဆရာတယောက်သာဖြစ်တဲ့အတွက်ဆွဲကားကိုပုံမှန်တိုင်းလျှော့ပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့တတိကတော်ကပကြီးဆရာလူငယ်ကိုဒီလိုပြောတယ်ဒီပကြီးကားကိုငွေ1000ပေးပြီးငါမရွေးနိုင်ဘူးထက်ဝက်ဖြစ်တဲ့ငွေ9000ပဲပေးမယ်လို့ခတ်မာပြောလိုက်ပါတယ်ဒီလိုတစ်ခါမှမကြုံဘူးတဲ့ပကြီးဆရာလူငယ်အားတတိကတော်ရဲ့စကားကိုကြားတဲ့အခါမှာအယံကိုအံ့ဩသွားတယ်။ပြီးတဲ့အခါသူဟာတတိကတော်ကိုဒီလိုပြောတယ်။ပကြီးကားအတွက်ဈေးတစ်ခုသတ်မှတ်ထားပြီးဖြစ်တဲ့အတွက်အဲ့ဒီဈေးအတိုင်းပဲပေးတဲ့အကြောင်းတတိကတော်ကဂုံတိတ်ခါရှိတဲ့သူတယောက်ဖြစ်တဲ့အတွက်ဂရီတီးတဲ့အကြောင်းကိုပြောတဲ့အခါတတိကတော်ကခါခါတီးတီးညက်ဆန်ပါတယ်။ငါကတော့တဝက်ဈေးပဲပေးနိုင်မယ်။သဘောတူရင်ဒီပကြီးကားကိုရောင်းသဘောမတူရင်တော့ဒီပကြီးကားကိုငောင်းမွေးနိုင်ဘူး။ရောင်းမလားမရောဘူးလားဒါပဲပြောတတိကတော်ရဲ့လေသံနဲ့အမူအရာကိုကြားလိုက်မြင်လိုက်ရတဲ့ပကြီးဆရာဒီလိုပြန်ပြောခဲ့တယ်မရောနိုင်ဘူးဗျဒီပကြီးကားကိုကျွန်တော်လုံးဝမရောတော့ဘူးခမရကကျွန်တော်ကိုအညာတရပကြီးဆရာတယောက်ဆိုပြီးအထင်မြင်သေးတဲ့အတွက်ဒီလိုဆက်ဆံခဲ့တာပဲခမရရဲ့အထင်မြင်သေးမှုကိုကျွန်တော်လုံးဝလက်မခံနိုင်ဘူးခမရကငွေရှိရင်ပဲတိတ်ခါမရှိတဲ့သူတယောက်ဖြစ်တယ်ဂရိမတီရဲ့သူတယောက်ဖြစ်တယ်ပြီးတော့ခမရကသူတစ်ပါးရဲ့လောအားနဲ့အချိန်တို့ခိုးကိုကြိုးစားတယ်တကူတယောက်လည်းဖြစ်တယ်ခမရမြင်မှတ်ထားလိုက်ခမရကဒီပကြီးကားကိုနောက်တစ်ချိန်မှာအစ20တီတီပိုးပေးပြီးကျွန်တော်စီကနေတောင်းမှန်နဲ့ဝယ်ရလိမ့်မယ်လို့ပြောလိုက်ပါတော့တယ်ဒီအခါမှာတတိကတော်ဟာဟပပရေမောတယ်ဟာရီလဲရတဲ့ပြက်လုံးကွယ်အစ20အောင်ပိုးပေးရမယ်တဲ့ဒီပကြီးကားကိုအစ20ပေးပြီးဝယ်ရလောက်အောင်ငါမတုံးရသေးဘူးဒီအခါမှာပကြီးဆရာလူငယ်ကပြတ်သားတဲ့ဟန်ပန်းနဲ့ကောင်းပြီလေကြီးကြသေးတာပေါ့လို့ပြန်ပြောလိုက်ပါတော့တယ်ဒီလိုနဲ့အချိန်တွေဟာတဖြည်းဖြည်းကုန်ဆုံးလာခဲ့ပါတယ်ပကြီးဆရာလူငယ်ကလည်းအဲ့ဒီနေရာကနေထွက်ခွာလာခဲ့ပြီးဆရာကောင်းတမကောင်းတွေနဲ့ပကြီးပညာကိုဆက်လက်လေ့လာသင်ယူတယ်နောက်10နှစ်ကြာပြီးတဲ့အခါမှာတော့ပကြီးလောကမှာဟုံးတောက်ကြောကြတယ်ကဘာကျော်ပကြီးဆရာတယောက်ဖြစ်လာခဲ့ပါတယ်တတိကတော်ကတော့ဒီကိစ္စကိုအမှတ်တောင်မရတော့ပါဘူးဒီလိုနဲ့တနေ့မှာတော့တတိကတော်ရဲ့မိတ်ဆွေတယောက်ကတတိကတော်ကိုသတင်းတစ်ခုပြောပြတယ်အဝန်းစရာတစ်ခုကိုပြောအောင်မယ်ဗျတနေ့ကကျွန်တော်တို့ကနာမည်ကျော်ပကြီးဆရာတယောက်ရဲ့ပကြီးပြပွဲတစ်ခုကိုသွားခဲ့တယ်အဲ့ဒီပကြီးပြပွဲမှာဈေးကြီးရဲ့ပကြီးကားတစ်ချက်ကိုလည်းတွေ့ခဲ့တယ်အဲ့ဒီပကြီးကားရဲ့ပုံကခမားနဲ့တထက်သေးပဲပြီးတော့ထူးဆန်းပြီးရေစရာကောင်းတာတစ်ခုကပကြီးကားရဲ့နာမည်ကတခိုးတယ်ဗျထို့သူရဲ့စကားကိုကြားလိုက်ရတဲ့အခါတတိကတော်အောင်မူးမေ့မတက်ဖြစ်သွားတယ်လွန်ခဲ့တဲ့10နှစ်ကဖြစ်ပျက်ကိုသူမပြန်ပြီးမြင်အောင်လာတယ်ဒါကြောင့်တတိကတော်ကပကြီးပြပွဲကိုချက်ချင်းသွားတယ်ပြီးတော့သူမရဲ့ရုပ်ပုံနဲ့တကိုးလိုနာမည်တက်ထားတဲ့ပကြီးကားကိုပကြီးဆရာစီကနေတောင်းမှန်နဲ့ငွေနဲ့သိမ်းပေးကဝယ်ယူခဲ့ရပါတော့တယ်။ဘာကြောင့်လဲဆိုတော့ဒီပကြီးကားကသူမရဲ့အရှက်နဲ့ဂုံတိတ်ခါတစ်ခုလုံးဖြစ်နေတာကြောင့်ပါ။ပကြီးဆရာလူငယ်ကတော့တတိကတော်ကြီးပေးလိုက်တဲ့ငွေနဲ့သိမ်းကိုလက်ခံယူလိုက်ရင်အောင်နိုင်သူတယောက်လိုပြုံးနေပါတော့တယ်။ထိုပကြီးဆရာလူငယ်ကတော့နောက်အခါမှာကဘာကျော်တဲ့ဒီထင်ရှားကြော်ကြခဲ့တယ်။ပကြီးဆရာကြီးပီကာဆိုပဲဖြစ်ပါတယ်။ဒါကြောင့်ဒီဇလန်လေးကနေရရှိနိုင်တဲ့သင်ခန်းစာကတော့လောကမှာကိုယ်ကိုတင်မြင်သေးတဲ့သူတွေနှိမ်ချဆက်ဆံတဲ့သူတွေကိုအကောင်းဆုံးအနိုင်ယူတဲ့နည်းလမ်းကတော့နောက်အခါမှာကိုယ်ကိုအဲ့ဒီလူတွေထင်မသေးရအောင်နှိမ်ချမဆက်ဆံရဲလောက်အောင်ကြိုးစားပြလိုက်ခြင်းပါပဲ။